မင်္ဂလာပါရှင်အားလုံးနေကောင်းချမ်းပါရှိကြပါစေနော်ကျမကြီးကိုအလေးထားတယ်ကျမအနေနဲ့မကျမ်းမာကျမ်းမာရေးမကောင်းခဲ့တဲ့ကျမအနေနဲ့လူတွေအများကြီးကိုကျမ်းမာရေးကောင်းစေချင်ပါတယ်ကျမ်းမာချက်တာပတ်လက်ပြက်လက်လေးနဲ့လူတွေကအဲ့လိုမျိုးနေသွားတာကိုမြင်ကျင်လာပါတယ်နော်အဲ့တော့ဒီကျမ်းမာဖို့အတွက်ဟာမိမိကိုယ်တိုင်ဟာမိမိအတွက်အကောင်းဆုံးသမားတော်တူလေးဖြစ်နေပါတယ်နောက်တစ်ခါအိမ်တိမ်မှာဆိုရင်အိမ်ရှင်မလေးတွေဟာမိမိတို့အိမ်အတွက်အကောင်းဆုံးသမားတော်တွေရပါပဲနော်သူ့ရဲ့အစားအသောက်လေးတွေပြင်ဆင်ကျွေးမွေးတဲ့ပုံမှာမြည်တည်ပြီးတော့ကျမတို့ရဲ့ကျမ်းမာရေးကအများကြီးတည်မြဲနေပါတယ်ဒါကြောင့်ကျမတို့အမျိုးသမီးမိဖို့ကြောင့်ကိစ္စကိုတာဝန်ယူရတဲ့သမီးလေးတွေညီမလေးတွေအတွက်ဝိသုဒ္ဓလေးတွေကိုလန်းမိတလောက်မျှဝေတယ်နော်ကိုတဲ့တည်တဲ့လူတွေအများကြီးရှိပြီးသားဖြစ်တဲ့အတွက်အဲ့လူတွေအတွက်ကိုမဟုတ်ဘူးနော်ကိုလောက်မတည်တဲ့သူမကြီးဓာတ်စာလေးတွေဘာစားရမလဲဧကဓာတ်စာဆိုတာဘာလဲချင်းချူကြီးဆိုတာဘာစားရမလဲဆိုတဲ့သူတွေအတွက်ကိုပြောပြတာဖြစ်တယ်နော်ကျမတို့ကပူနေတယ်လေဒါကတော့သိပြီးသားကျမတို့အခုခေတ်ကအပူနာတွေများတယ်ကံမှုစိတ်ပူဥရုပူစားတဲ့အာဟာရတွေကလည်းပူနေတယ်အဲကြတော့ကျမတို့မနက်ကိုအေးခါမနက်ကိုအခါနော်မနက်အခါညအချင်းတဲ့ဓာတ်စာလေးရလေအဲ့တော့မနက်အခါတော့ဟုတ်ပြီအဲ့အခါလေးကဘလို့အခါတွေစားတင်တယ်လေအပူခါမဟုတ်ဘူးကျမတို့အေးခါလေးတွေစားတာညဘက်ကြတော့ချီချူအေးလေးတွေနော်စားတင်တယ်အေးခါလေးကိုပါဇက်ကလည်းစားတင်တယ်မျက်စိကလည်းအေးခါတက်လေးတွေသွင်းလို့ရတယ်အရေပြားလေးကလည်းသွင်းလို့ရတယ်နော်အရင်ဆုံးကျမတို့ပြီးဖို့ကြောင်းမှာနေ့တိုင်းဧကတတိလေးတွေပါအောင်ဗာလေးတွေစားတင်နေဆိုတော့ကျမတို့ဂွေးတောက်ရွက်နော်အကောင်းဆုံးဂွေးတောက်ရွက်လေးတွေကကျမတို့ထမင်းချက်တဲ့ချိန်မှာဂွေးတောက်ရွက်ကလေးတွေစားတင်ပါတယ်ကျမတို့အခါဆိုပြီးမဲ့ဧကလေးတွေကျမအရင်ပြောပြီးနော်ရှားဆောင်လက်ပတ်လေးတွေနော်ကျမတို့ဂွေးတောက်ရွက်လေးတွေမဲစီလီလေးတွေတခုပွင့်လေးတွေနော်ဒါဟာကျမတို့ဧကတတိလေးပါအခါပဲကျမတို့ကျင်းကားတီးပူခါနော်ကရမက်လေးတွေဟောရက်တာလေးတနခါလေးဒါဟာဤခတ်တတိလေးတွေပါနော်ဤခါလေးတွေမလွှပွင့်လေးတွေကြောင်ရွှာပွင့်လေးတွေငရက်ပတူးတို့နော်ဒါလေးတွေဤခါပါချင်းချူလေးတွေကတော့အလွယ်ကူဆုံးပြောမယ်ဆိုရင်ညနေကိုချင်းချူအေးစားရမယ်ဆိုရင်ကျမတို့မကြီးသေးမဲ့နဲ့ထပူတညက်လေးကိုစိန်ထားတာလေးနောက်ဒင်းချင်းနဲ့ထပူတညက်လေးနဲ့တောက်တာလေးတွေဒါကကောင်းတယ်နော်အခုပြောတာကတော့မနဲ့အခါညချင်းဘာစားမလဲလို့မေးတဲ့သူတွေအတွက်ပါနော်မနဲ့ကူအေးခါညကိုချင်းချူအေး